မြတ်စွာဘုရားတဲ့အဲ့လိုဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့တပည့်တာဝကတွေအကုန်လုံးမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာကြပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေအကုန်လုံးနိဗ္ဗာန်ရောက်သွားကြရောလားတဲ့နော်အကုန်လုံးနိဗ္ဗာန်ရောက်ကြသလားတချို့တော့မရောက်ဘဲမြန်ရှိနေသလားဒါမြတ်စွာဘုရားအကုန်လုံးတော့ရောက်မသွားဘူးတဲ့အကုန်လုံးရောက်မသွားဘူးတဲ့ဒီတွေကဘယ်နှယောက်လောက်မြန်ကျွတ်တို့မျှော်နေရမလဲဟင်အကုန်လုံးတော့ရောက်မသွားဘူးတဲ့တချို့တော့ရောက်မသွားဘူးတဲ့အဲ့တော့ပုံနှံကဘာပြောလို့ဆိုတော့သူပြောတဲ့စကားအပြန်ဖြေဖို့နည်းနည်းခက်တယ်မြတ်စွာဘုရားတဲ့နိဗ္ဗာန်ကလည်းသေချာပေါက်ရှိတယ်လို့ဆိုတယ်နိဗ္ဗာန်ကိုရောက်ရှိတဲ့လမ်းကလည်းရှိနေတယ်နိဗ္ဗာန်ကိုရောက်အောင်လမ်းကိုမှန်မှန်ကန်ကန်ညွှန်ပြတဲ့အရှင်ဘုရားလည်းရှိနေတယ်နိဗ္ဗာန်လည်းရှိတယ်လမ်းလည်းရှိတယ်ညွှန်ပြသူလည်းရှိတယ်အဲ့ဒီသွားတဲ့လူကဒါတွေရှိပါတယ်နဲ့ဘာလို့မရောက်တာတော့နဲ့ဟောအဲ့ဒီကြတော့မြတ်စွာဘုရားကအကျွမ်းကျင်ဆုံးမှာစကားပြောတဲ့နေရာမှာမြတ်စွာဘုရားရဲ့သုတ္တန်ဒေသနာတွေကိုလေ့လာကြည့်ရင်ဒါဟာဘုရားမှာဘုရားပဲဆိုတာကိုဘုန်းဘုန်းတို့အလုတ်လျောက်တရားတရားဟာဖြစ်လာပါလေမြတ်စွာဘုရားအလွန်မှကျွမ်းကျင်တော်မူတယ်အဲ့ဒါဘာပြောဆိုပုံနာတဲ့အဲ့လိုဆိုရင်တဲ့ဟိုပဲငါမေးမယ်တဲ့ဟုတ်တယ်တချို့မေးခွန်းတွေကတောက်လျှောက်မဖြေနဲ့သူပြန်မေးဟုတ်လားပြန်မေးခြင်းအဖြစ်ဖြေပြီးသားဖြစ်သွားတယ်ရှိတယ်တဲ့ဟိုပဲပြန်မေးမယ်တဲ့သင်သဘောကျတယ်လို့ပြောတဲ့ဒီတာဝတိကနေရာဇဂိုကိုသွားတဲ့လမ်းကိုသင်ကြွညံ့ကျင်ရင်သိသလားမှန်မှန်သိပါတယ်ဗျအဲ့လိုဆိုရင်တစုံတစ်ယောက်ကရာဇဂိုမြို့ကိုသွားကျင်တယ်ဆိုရင်သင်လမ်းညွှန်နိုင်မလားညွှန်နိုင်ပါတယ်ဗျတပည့်တော်မကြာခဏသွားနေတဲ့လမ်းတွေဘာမှမညွှန်နိုင်စရာမရှိပါဘူးရာဇဂိုမြို့သွားရမယ့်လမ်းကိုတပည့်တော်အလွန်ကျွမ်းကျင်ပါတယ်လမ်းညွှန်နိုင်ပါတယ်အဲ့လိုဆိုရင်တင့်ကိုလူတစ်ယောက်ကလမ်းလာမိတယ်သင်ကလည်းလမ်းညွှန်နေဒီကနေဒီသွားဟိုရောက်မယ်ဟိုကနေဆက်သွားရင်လမ်းဘလို့ခွဲလေးတွေတွေးမယ်အဲ့ဒီမှာနောက်ဆုံးမြို့အဝင်ဒီကုန်းရွာကိုတွေးမယ်ဆက်သွားလို့ရှိရင်အလွန်ပြောစရာကောင်းတဲ့ရေကန်ကြီးတွေဥယျာဉ်ကြီးတွေတွေးပြီးတော့မြို့ကြီးကိုတွေးလိုက်မယ်လို့သင်ကလမ်းညွှန်လိုက်တယ်အဲ့ဒီလူကသင်ညွှန်တဲ့အတိုင်းမသွားပဲနဲ့သွားတယ်ပဲဆုံးအောင်မသွားပဲနဲ့လမ်းတစ်ဝက်တင်ပြန်လာတဲ့ဓမ္မမဟုတ်သင်မသွားနဲ့ဆိုတဲ့လမ်းကွဲတွေကိုသွားတယ်တင်သွားဆိုတဲ့လမ်းကိုမသွားဘူးဆိုရင်အဲ့ဒီလူရောက်မလားတဲ့မရောက်ဘူးနောက်တစ်ယောက်ကတော့သင်ညွှန်တဲ့အတိုင်းသွားတယ်တကယ်ကိုပဲလိုက်နာကျင့်သုံးတယ်သင်ပြောတဲ့အတိုင်းစကားကိုတသွေးမတိန်နားထောင်ပြီးတော့သွားလိုက်တယ်ဆိုရင်အဲ့ဒီလူကတော့ရောက်မလားရောက်မယ်တယောက်ကမရောက်ဘူးတယောက်ကရောက်တယ်ဘာလဲရာဇဂိုမြို့ကြီးလည်းရှိနေပါလှဲ့ကင်နဲ့ရာဇဂိုမြို့ကိုသွားတဲ့လမ်းကလည်းထင်ရှားရှိနေပါလှဲ့ကင်နဲ့လမ်းညွန်တတ်တဲ့သင်လည်းရှိနေပါလှဲ့နဲ့ဘယ်နဲ့ကြောင့်တယောက်ကရောက်ပြီးတော့တယောက်ကမရောက်ရတယ်လေတဲ့ဟုတ်လားအဲ့တပုံနာဘာပြောဆိုမြတ်စွာဘုရားတဲ့တပည့်တော်ကဘာတတ်နိုင်မှာတော့နဲ့တပည့်တော်ကလမ်းမဲ့ညွန်နိုင်တာတဲ့ရောက်တာမရောက်တာကသူတို့တန်တန်မတ်မတ်သွားမှရောက်မှာဟောတဲ့တန်တန်မတ်မတ်မသွားဘယ်ရောက်မှာတော့သူတို့ရောက်ချင်းမရောက်ချင်းကိစ္စတပည့်တော်မတတ်နိုင်ဘူးတပည့်တော်ကလမ်းမဲ့ညွန်ရတာလမ်းညွန်သူပါအဲ့တော့မြတ်စွာဘုရားလည်းဘာပြောဆိုပုံနာတဲ့ငါလည်းလမ်းမဲ့ညွန်နိုင်တာထို့လက်ဆွဲပြီးတော့ခေါ်သွားလို့ရတာမဟုတ်ဘူးနော်လမ်းမဲ့ညွန်နိုင်တာခုနလမ်းညွန်လိုက်တယ်ရာဇဂိုမြို့ကြီးလည်းရှိနေတယ်သွားတဲ့လမ်းလည်းရှိနေတယ်ကျွမ်းကျင်တဲ့လမ်းညွန်လည်းရှိနေတယ်ဘာလို့တယောက်ကရောက်ပြီးတော့တယောက်ကမရောက်ရသလဲရောက်အောင်မသွားတော့မရောက်တာပေါ့ဟုတ်လားစာကပုံနာမေးတဲ့စကားကနိဗ္ဗာန်ကပဲတကယ်မရှိလို့လို့ဟုတ်လားနိဗ္ဗာန်ရောက်ကြောင်းလမ်းကပဲလွယ်နေလို့လို့ဘုရားလမ်းညွန်တာကပဲလူနေလို့လို့သူကအဲ့လိုလေးသူ့ရဲ့စကားကအဲ့လိုမျိုးအစွန်းနည်းနည်းလေးညှိနေတာမရှိဘူးလားရှိတယ်မြတ်စွာဘုရားပြန်ပြီးတော့သူ့ကိုမေကုန်းထုတ်ပြီးတော့နော်အဖြေပေးလိုက်တာအလွန်မှနော်အဝင်ဝင်ကြလာတယ်လို့ဆိုနိုင်ဘူးလားရာဇဂိုမြို့ကြီးလည်းထင်ရှားရှိတယ်ရာဇဂိုမြို့ကိုသွားတဲ့လမ်းလည်းထင်ရှားရှိတယ်လမ်းကိုကျွမ်းကျင်စွာညွှန်ပြနိုင်တဲ့လမ်းညွှန်လည်းထင်ရှားရှိနေပါလက်ကင်နဲ့ဘယ်နဲ့ကြောင့်တယောက်ကရောက်ပြီးတော့တယောက်ကမရောက်ရတယ်လေဒါပဲเนาะဖြေကဟုတ်လားဒါကြောင့်ဘုန်းဘုန်းတို့ယောဂီများလည်းပဲနိဗ္ဗာန်ဟာထင်ရှားရှိတယ်နိဗ္ဗာန်ကိုရောက်ရှိတဲ့လမ်းသတိပဋ္ဌာန်လမ်းမဂ္ဂင်၈ပါးလမ်းဟာလည်းထင်ရှားရှိနေတယ်ဟုတ်လားအဲ့ဒီလမ်းကိုကျွမ်းကျင်စွာညွှန်ပြနိုင်တဲ့မြတ်စွာဘုရားလည်းထင်ရှားရှိနေတယ်လို့ပဲဆိုရမယ်မြတ်စွာဘုရားရဲ့အဆုံးအမဒေသနာတွေဟာမြတ်စွာဘုရားရဲ့ကိုယ်စားမြတ်စွာဘုရားငါပရိနိဗ္ဗာန်စံပြီးလို့ရှိရင်ငါရဲ့ကိုယ်စားဟောထားတဲ့တရားတွေဟာငါကိုယ်စားပဲလို့ပြောခဲ့တာမရှိဘူးလားအဲ့ဒီဒေသနာတွေဟာဘုရားပဲလို့ပြောမယ်ဆိုရင်တင်စားပြီးတော့ကွယ်ဝိုက်ပြီးတော့ပြောမယ်ဆိုပြောလို့မရဘူးလားရတယ်ဟုတ်လားအဲ့ဒါလို့နိဗ္ဗာန်လည်းရှိတယ်နိဗ္ဗာန်ရောက်ကြောင်းလမ်းလည်းရှိတယ်လမ်းညွန်တဲ့ပုဂ္ဂိုလ်လည်းရှိနေတယ်ရောက်မရောက်ဆိုတာကတော့ဘုရားပေါ်မှာမူတည်မှာတော့သွားတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမူတည်လိမ့်မယ်